ကျမအမေကနေကနေကျမရဲ့အင်္ဂါဆောင်ကိုလာတက်ခဲ့တယ်ထိုင်ကုန်မှာထိုင်ဖို့လို့ယုံရှိသေးတယ်တောက်ခမလုံးမဲ့သူကဆွဲဖယ်လိုက်ပြီးမထိုင်တဲ့တာကအထူးဧည့်သည်တွေအတွက်ပြင်ဆင်ထားတာရှင့်ကိုဘောကဖုံမေကိုလည်းပြန်ကြည့်ဦးလေတခြားလူတွေဘယ်လိုလုပ်ထိုင်လို့ရတော့မလဲအခုအရက်ပြန်ဝဲပြီးကိုတက်ဖို့လဲဒီတော့မင်းမေကိုဟိုဘက်မှာပဲသွားထိုင်ခိုင်းလိုက်ပါဒီနေ့ပြင်မဆောက်ပွဲမှာထိုင်တဲ့သူတွေကငါလုကလူကြီးတွေကြီးပဲသူတို့ကတန်းတန်ရှိရှိနေတဲ့သူတွေမင်းမေကိုရှေ့ထွက်မလာခိုင်းနဲ့အင်္ဂါရှိရဲ့နေ့မှာအသေးရှိရှိနေရမယ်လေရှင်တို့ကကျမအမေကိုဒီလောက်တောင်မရှာနေမှတော့ကျမအမေကအုံကြစရိတ်အုံခံပြီးပြင်ဆင်ပေးထားတဲ့ဒီမင်္ဂလာဆောင်ကိုစမ်းမလို့ပါနဲ့တော့ဟာအမေရောက်လာပြီပဲဒီဘက်မှာအရင်နားလိုက်ပါဦးဘာထိုင်မှလည်းအဲ့ဒီကလထိုင်ကပွဲပြီးရဲ့အဲ့တာကိုပြန်အဲ့ရမှာအကယ်လို့ညစ်ပတ်သွားရင်နောက်ကျတော်ကြီးပေးရရင်ဘယ်လိုလုပ်မလဲနန်းနန်းရပါတယ်အမိမတက်ပဲညနေလိုက်ပါမယ်လမ်းတစ်လျှောက်ကားစီလာရတော့အိုပေါ်မှာဖုံမိပေးနေရအမှန်ပါပဲဒီကိစ္စလေးအတွက်နဲ့ပြဿနာမထိကြပါနဲ့ဒီနေ့လာတဲ့သူတွေအကုန်လုံးကညနာပွင့်နဲ့ဧည့်သည်တွေကြီးပဲအထူးဧည့်သည်တွေကိုမထိခိုက်စေနဲ့မင်္ဂလာမဆောင်ခင်ကလေးကအလီပေးကကျမအမေကိုဘယ်တော့မှအရင်တော့မဆက်တက်ဘူးရုပ်တံခေါ်ဆိုရင်တော့သူကရှောင်းနေတတ်တယ်ဒုက္ခမကလည်းတင်တောင်းငွေကြောင်းပြောရင်းနေ့ကလွှဲရင်ကျမအမေစီကိုဖုန်းတစ်ခါပဲဆက်ဖို့တယ်အဲ့ဒီတင်တောင်းငွေကိုလည်းတဝက်တိတိချွတ်ချခဲ့ပြီးကလေးကနောက်ပိုင်းတစ်ခါမှထပ်မဆက်တွေ့တော့ဘူးဒီနေ့မင်္ဂလာဆောင်ရောက်မှာပဲသူတို့ရဲ့စရိုက်မှန်ကိုကျမတေချာမြင်လိုက်ရတော့တယ်အမေကျမတို့ဒီမှာမထိုင်ဘူးခဏနေရင်အမေကိုဘေးကနားနေကန်တာပွားနာခိုင်းမယ်ဒီနေ့တပွဲလုံးမှာငါလောက်ကလူကြီးတွေနဲ့အရေးကြီးတဲ့ဟောက်တယ်တွေကြီးပဲနားနေကန်တာအစကတည်းကနေရမလောက်တာဘူးမင်းအမေကိုနေရာယူခိုင်းထားတာပါဘလို့ပုံပေါက်နေမလဲအစားကနေအဆုံးထိသူကအမေတို့တခုံးမှကျမအမေကပင်ပန်းတန်းနဲ့အင်္ဂါဆောင်ကိုလာတက်တာဘာဖြစ်လို့နားနေကန်ကိုတောက်ပြီးမရှိရမှာလဲမုံရှိမင်းဒီနေ့မှပြဿနာရှာချင်နေရလားနန်းနန်းပြဿနာမလုပ်ပါနဲ့အမေဒီမှာပဲမတည့်ရနေရအဆင်ပြေပါတယ်အမေရဲ့မင်္ဂလာပွဲကိုတော့အထီးခိုက်စေနေနော်အခုကေလူကြီးတချို့ကမမနားမလဲဘူးဒီနေ့မှတမင်ရှုပ်အောင်လုပ်နေတာမင်္ဂလာမောင်နှံကိုစိတ်မချမ်းသာအောင်ဒါလုပ်နေတယ်သူတို့ပါဇက်ကရှုပ်လာလုပ်ခဲ့လို့ပဲထက်ခါပြောနေကြတယ်ဒီမင်္ဂလာဆောင်အတွက်သူတို့စီကတရားမှမဆိုင်ရဘူးဆိုတော့ကိုတော့လုံးဝမေ့နေကြတယ်ကျမအမေကကျမမျက်နှာငယ်ရမှာဆိုလို့ကုန်ကြစည်အားလုံးကိုသူ့ပါတာတောင်းယူပေးခဲ့တာပါဒီမင်္ဂလာပွဲကိုကိုရိုင်းကိုကြစီစဉ်ပေးခဲ့တာပါသူတို့ကတော့အရှက်မရှိပဲနေရတိုင်းမှာကျမအမေကိုအေးဆက်ဆန်နေကြတယ်အမေကမှရှင်းဝတ်ထားတဲ့ပုံစံကိုကြည့်ရတာအနာနေကဲမဲပုံမပေါ်ဘူးနော်ကျမကနန်းနန်းရဲ့မင်္ဂလာပွဲကိုနေပြီးတက်ချင်လို့ပါဘလို့တက်မှလဲစင်မော်တက်ချင်သေးရတော့မဟုတ်ပါဘူးနော်ကျမအမေကိုစင်မော်တက်ခိုင်းပြီးသူ့ကိုဒီတန်ကျေးဇူးတင်စကားပြောခိုင်းမလို့ပါသူ့ကိုကျေးဇူးတင်မယ်ငါလုံးဝသဘောမတူဘူးငါသားရဲ့မင်္ဂလာဆောင်မှာအပြင်သူတယောက်စင်မော်တက်လာတာပုံမှာကြည့်ပြီးစိတ်မချမ်းသာဘူးအမေနဲ့အမေကိုဘီးမဆိုင်ပါနဲ့တော့အမေမှာတခြားဆန္ဒမရှိပါဘူးညီချင်းလေးပါတခြားဘာမှမတောင်းဆိုပါဘူးအမေကျမမသွားဘူးအမေနဲ့အတူတူပဲနေမယ်မမမင်္ဂလာပွဲစားဖို့2 နာရီတောင်မလိုတော့ဘူးနော်အခုအထဲဝင်ပြီးမပြင်ဆင်ရင်တကယ်အချိန်မမီတော့ဘူးစကားနားထောင်ပြီးနင်းမြန်သွားပါအရေးကြီးတဲ့ကိစ္စကိုနှောက်မေးစေနဲ့လေအမေစိတ်ချပါဘသူ့ကိုမှအမေကိုအနိုင်ချင်းခွင့်မပေးဘူးအမေကိုနည်းနည်းလေးမှတော့အနစ်နာခံခိုင်းမှာမဟုတ်ဘူးအားကြောင့်ကြည့်နေရတဲ့အနည်းအလုပ်ရေးတော်တော်လက်ဆန်းပါချိန်ဆွဲမနေနဲ့ဟိုဘက်ကရှုပ်ပွားနေတဲ့ပစ္စည်းတွေကိုညင်ရှင်းလိုက်ရှုပ်ပွားနေရပဲကြည့်ရတာမျက်စိနောက်တဲ့ထောက်မင်းနဲ့ကျန်းတင်ကိုလည်းတီချရှင်းထားလိုက်အောင်ခဏနေဧည့်သည်တွေလာရင်ဘောင်းငါကိုလက်ဖက်ရည်တစ်ခွက်ဘောင်းငယ်ပေးချေအတူကဒီလိုလက်ဖက်ရည်မျိုးကိုဒူလာခိုင်းလို့လေငါကအခုချက်ချင်းချော်တဲ့ဟာပဲတော့ကနားလေလားအမေခမက်အေးတာပါရင်နွေးကနောက်ခင်းပြီးကိုချောင်းပါလေအဲ့ဒါကြောင့်သိရှိရဖို့အရှင်ဒူလာလိုက်တာပါဒါဆိုလဲရှင်ကမမေးတတ်ဘူးလားအသက်လဲဒီလောက်ကြီးနေပြီအလုပ်လုပ်ကအဆက်လေးမှစိတ်ဆက်တေချမှုမရှိဘူးအမေတို့ကိုပြီးမဆိုင်နဲ့ဒီနေ့အမေကမင်္ဂလာပွဲကိုလာတက်တာအတူကိုမှကစားနေကြရမလို့ဘူးဟောငါဆွေမျိုးတွေအခုချက်ချင်းအဲ့လာတော့မှရှင်အခမ်းအနားကြီးကိုတစ်ခေါက်လောက်ပြန်ရှင်းလိုက်ပြီးရင်မင်္ဂလာခမ်းမကိုတေချာပြင်ထားကျမပြောပြီးပြီလေကျမမေအတူကိုမှကစားနေကြရမလို့ပါဘူးလို့မုံရှိနေစတာကဘာတိပဲလဲအဲ့ဟာတွေအကုန်လုံးကငါရဲ့အရင်ကြီးဆုံးဆွေမျိုးတွေကိုမိသားစုဝင်တွေပဲဘာကိုကစားရမှာလဲကစားစရာမလိုဘူးလေတကားကိုအယုတ်ဆိုးအောင်ပြောနေတယ်ကိုမိသားစုဝင်ရှိဆွေမျိုးတွေနဲ့ကျမမေကတခါမှမြင်နာမမြင်ဘူးလားဘာကိစ္စကျမမေကရှိတခါငါပလက်အလုပ်လုပ်ပေးနေရမှာလေသူကမင်္ဂလာပွဲလာတက်တာပဲဝိုင်းကူပေးတာကမလုပ်သင့်ဘူးလားငါတို့ကပဲသူ့ကိုပြန်ပြီးလှုပ်ကျွေးနေရအောင်မလားအမေကျမတို့သွားမယ်ဒီပေမြင်းကြည့်လိုက်စမ်းသူအခုဖြစ်နေတဲ့ပုံစံကိုအခက်နဲ့အထက်အောင်မသိတော့ဘူးအချောင်းသာပြီးနင်းနာပွင့်ချင်နေတာငါတို့ဟာကိုစားတယ်ငါတို့ဟာကိုတုံးတယ်အလုံးလေးနည်းနည်းလုပ်ရတာတော့ညင်ညူနေသေးတယ်နန်းနန်းမြေခုပဲနေဖို့ပြန်သွားလိုက်ရမလားဒီမှာဆက်နေပြီးတနည်းကိုစိတ်နှောက်ရှက်မဖြစ်စေချင်တော့ဘူးအမေဒီမင်္ဂလာပွဲကအမေစီစဉ်ပေးထားတာလေအသွားရမယ်ဆိုရင်တော့မှသူတို့ကပဲအသွားရမှာနန်းနန်းတော့မကြည့်ပါနဲ့အမေအတွက်နဲ့တော့အမိမြိုင်းသွားစီနေနော်အမိဘဝလေးအေးချမ်းချမ်းရှိမယ်ဆိုရင်အမိနဲ့အနစ်နာခံရတာဘာမှမဖြစ်ပါဘူးအမိတာကအနစ်နာခံရမယ့်ကိစ္စမဟုတ်ဘူးဒါသူတို့ကအစားတည်းကလေးစားမှုရှိဟာဒီမင်္ဂလာပွဲရဲ့အရာတစ်ချက်မကျန်အမိကြီးပဲစိုက်ထုတ်ထားတာပါသူတို့မှဒီနေရာမှာလာပြီးအာနာပြစရာအခွင့်အရေးမရှိဘူးတောင်းရချင်တာရှိလို့ကျွန်တော်ဘူးခေါ်ရလားသူတို့သမီးရဲ့အမေကိုကြော့ပြီးဘာရောပြုမဲ့အစီအစဉ်ကိုပယ်ဖျက်ဖို့အတီးပြုတ်ချင်လို့မလားစိတ်ချပါသူတို့သားကကျွန်တော်ဘူးစောစောပရေကမှားထားပြီးပါပြီကျွန်တော်ဘက်ကအကုန်လုံးတေချာစီစဉ်ပြီးပါပြီမာလီဘေရှင်ကကျမမေကိုကျွန်တော်မေအစီအစဉ်ကိုဖြုတ်လိုက်တာလားအောက်ခုတ်ပါတယ်ရပါတယ်နန်းနန်းရဲ့မကန်တော့လေဘာမှမဖြစ်ပါဘူးအမေမှမသိရညနာပြရမယ်အစီအစဉ်တော်တော်များများကိုတိတ်တိတ်လေးချုပ်ပစ်ခဲ့တာတို့သမီးဘက်ကလက်ဖွဲ့တွေကိုတီးသက်ဝင်းမရေးပါနဲ့တော့အင်းနှောင်းဝယ်ရဲဖို့တခါတည်းခဲပေါင်းလိုက်ပါ1,800ဆိုတော့အနန်းသာကြီးကောင်းတာပေါ့လက်သက်လူကြီးတွေမိကုန်းပြောမယ်အစီအစဉ်မှာတို့သမီးဘက်ကိုဆန်းသက်ထားလိုက်ပါလူများရင်အမားယွင်းရှိကြလို့ပါလက်နွယ်ပေးတဲ့အစီအစဉ်ကိုလည်းထုတ်လိုက်ပါသူ့ကိုတမင်သက်သက်စင်မောတက်ခိုင်းနေစရာမလိုပါဘူးလူရိုးရှိရှိမဲ့အစီအစဉ်အတိုင်းလုပ်သွားလိုက်ပါဒီကိစ္စတွေအတွက်ဒီပေးနေကျမဒီတိုင်းစက်တိုက်ရန်ထိခဲ့ရတယ်ဒီပေကျန်တဲ့ကိစ္စတွေကိုမှအလျှော့ပေးလို့ရတယ်ဒါပေမဲ့ငါအမေကိုကြော့ရမယ်အစီအစဉ်ကိုတော့မချစ်မနေထားရမယ်ရပြီသူဘလောက်ပဲအဖြစ်တွေရှိနေပါစေအနည်းဆုံးတော့ဂရိတီလိမ့်မယ်လို့ကျမထင်ခဲ့တာဒါပေမဲ့သူကကျမွယ်ရမှာအစီအစဉ်တွေကိုတွားပြင်ထားလိမ့်မယ်လို့မထင်ထားခဲ့ဘူးနန်းနန်းသမီးပေသွားမလို့လေအမမုံကျွန်တော်တို့အတိမပြုတ်ရသေးဘူးလေမုံရှိအတော်တွေဥလေးတွေအကုန်ရောက်နေပြီအမြန်ထွက်ပြီးနှုတ်ဆက်လိုက်ဦးနင်းစကားမပြောတာပါတော့လေအမြန်နှုတ်ဆက်လေဒီပေရှင်ကကျမအမေကိုအမေလို့အခေါ်တော့ဘူးလို့ဆုံးဖြတ်ထားပြီးပြီပဲကျမကရောဘာကိစ္စရှိဆွေမျိုးတွေကိုနှုတ်ဆက်ရမှာလေမုံရှိမင်းပါရီလာရှာကြနေရတယ်ဒီနေ့ကဘာနေလဲမင်းကတမင်သက်သက်ကိုပြဿနာလာရှာနေတာဟုတ်ကမင်းသာရှိရဲ့နေ့မှာစိတ်ကောက်နေတာတော်အလိုက်ကန်းဆိုးမသိရပဲနည်းနည်းလေးတောင်ကင်းမပါဘူးငါတို့ဆွေမျိုးတွေကတမင်သက်သက်ကိုလာပြီးကြတာမင်းကမျက်နှာတေးကြီးလောက်ထားတော့
ဘလူပုံပေါက်နေမလဲတော်ကိုအငြင်းရိုင်းတာပဲဒီပေအစတည်းကမင်းတို့ကိုမယူခိုင်းဘူးလို့ငါပြောတာပဲအင်ပေါ်တော်မရောက်သေးဘူးပြဿနာရှာနေပြီနောက်ရှစ်ဆက်ရမယ်နေ့ရဲ့ပေမှာဘလူလို့ပေါင်းကြမလဲဟွန်းဒီမင်္ဂလာပွဲကိုကျမမေကငွေရောလူရောကုန်ခံထားတာရှင်တို့ကတော့အစအဆုံးတရားမှမဆိုင်ဘူးအခုကျမမေကိုအမမဆက်ဆန်တဲ့အပြင်ဆက်ပြီးတော့အလျှော့ပေးစေချင်သေးရလားဘယ်မှာအဲ့လိုတရားကြတဲ့ဥပဒေသားရှိလို့လဲမောင်ရှိမီယူနေတာလူကြီးတွေကိုဒီလိုစကားမျိုးပြောရဲပေါ့နည်းနည်းလေးမှတော့ညီချင်းမှုမရှိဘူးမင်းအိမ်ကဒီလိုပဲတင်ပေးလိုက်တာလားအိမ်အောင်ကြပြီးရင်အိမ်မှာပဲအပေါင်းနေညီညီတက်တက်နေငါတို့အိမ်ကဒီလောက်အဆက်ပွဲရဘူးလက်မခံနိုင်ဘူးဟာသူတို့ကိုဘီးမဆိုင်နေတော့ငါတို့အပြင်ထွက်ထိုင်ကြမယ်အင်္ဂလာပွဲကအခုစတော့မှာမောင်ရှိတက်တနာမလုံးနေတော့ညနာနည်းနည်းပြန်ပြင်ပြီးအပြင်ထွက်ခဲ့အပြင်လူတွေထောင်းတာမခံရစေနဲ့ဒါဆိုအစီအစဉ်တွေကိုမူလအတိုင်းပဲတက်လို့ရမလားပြင်မယ်သူတို့ကမျက်နှာပွင့်ဖို့ကိုဒီလောက်တောင်အရေးပေးနေမှာတော့ကျမလည်းလူကုံလုံးကိုမြင်အောင်ပြပေးလိုက်မယ်သူတို့မိသားစုကဘယ်လောက်တောင်အသေးရှိတယ်လဲဆိုတာဘူးပေါ့ကျမဖေကစောစောစီစီဆုံးပါသွားခဲ့တယ်အမိကပဲကျမကိုတယောက်တည်းစစ်စစ်ရဲရဲနဲ့ကြီးကျင်းအောင်ဝင်းယူခဲ့ရတာပါမူလကကျမကိုသူ့ကိုယ်တိုင်စင်မော်တွဲခေါ်သွားဖို့တတ်မှတ်ထားနေတာပါဒါပေမဲ့အခုတော့သူကလူသူခင်းမဲ့တဲ့ထောင်ပြီးမှာအထီးကျန်စွာနေနေရတယ်ဒီယာရီအားလုံးရဲ့တရခန့်တော့ပထမဆုံးအနေနဲ့သူတို့သားဘူးမိကုန်းပြောကြပေးဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်မိသားစုကိုရင်းထဲကနေကျေးဇူးတင်ချင်ပါတယ်ဒီလန်ခီးတစ်လျှောက်လုံးမှာမိသားစုရဲ့နားလည်ခွင့်တော်မှုအံ့ပိုးမှုနဲ့အတူရှိနေပေးမှုတွေကကျွန်တော်ကိုဒီနေ့အထိရက်တည်နိုင်စေခဲ့တာပါခင်ဗျားတို့ကကျွန်တော်ရဲ့ခိုင်ပါဆုံးတောထောက်နောက်ခံတွေအမြဲတမ်းချစ်နေမှာပါအိုမာတို့ရဲ့ရှောင်းပေးကတကယ်ကိုအောင်မြင်နေရပဲဒီစင်ပေါ်မှာရက်နေရတော်ကိုခန့်ထားတာပဲဒါပေါ့လေဒါကဆွေးနွေးကုံဆောင်နိုင်တဲ့အင်္ဂလာကိစ္စကြီးပဲလေနောက်ဆုံးငါတို့လီမိသားစုကရှောင်းပေးပိုပဲအားကိုရတော့မှာဒါအပြင်ကျွန်တော်အထူးကျေးဇူးတင်ချင်တာကတော့လူကြီးမိမိအားလုံးကိုပါအင်ဂျင်နီယာတွေအားလုံးကလည်းတော့ဘူးအမြဲတမ်းတေချာတတိပြီးလမ်းညွန်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အောင်မြင်မှုတိုင်းကလူကြီးမင်းတို့ရဲ့လမ်းညွန်မှုနဲ့ပြုစုပြောထောင်ပေးမှုတွေကြောင့်သာဖြစ်ပါတယ်နောက်ကိုလည်းကျွန်တော်ဒီထက်ပိုပြီးစူးစမ်းသွားပါမယ်ယုံကြည်မှုကိုအလွဲမတုံ့ဆောက်ပါဘူးရှောင်းနီဒီလူတွေကတကယ်မစိုးဘူးပဲသင်္ကာပြီးစူးစမ်းတဲ့လူငယ်ကောင်းတစ်ယောက်ပဲနောက်3လပတ်မှာအစီအစဉ်တက်ကိုသူ့ကိုစမ်းတော့ခိုင်းကြည့်လို့ရတယ်ကျမတို့မရောက်အတွက်ချစ်တဲ့နဲ့အင်္ဂလာပွဲဟာသူ့လူပုံလေးမှာနင်နာလိုမျက်နှာရလောက်တဲ့စနစ်တစ်ခုအဖြစ်လုံးလုံးရလျာပြောင်းလဲသွားခဲ့တယ်အထုသားရဲ့မိကုန်းကတကယ်ကိုဒီနေ့ကလာတဲ့စကားတွေမှာပဲကျွန်တော်တို့တစ်ခေါက်လောက်လက်ခုပ်တီးပြီးဒီထူးချွန်တဲ့လူငယ်လေးကိုအားပေးလိုက်ကြပါအောင်ဆက်လက်ပြီးတော့အင်္ဂလာမောင်နဲ့ဦးကိုအချစ်ကတိတစ္ဆာပြုဖို့ဖိတ်ခေါ်ပါတယ်အထုသားတင်ဟာမမုံရှိကိုဇနီးဖြစ်လက်ထပ်ဖို့ဆန္ဒရှိပါသလားဆန္ဒရှိပါတယ်အထုသမီးတင်ဟာမောင်လီဘေကိုခင်မုံချစ်လက်ထပ်ဖို့ဆန္ဒရှိပါသလားအသက်လုံးခွဲမသွားပဲအတူတူနေသွားမှာလားမောင်ရှိမင်းပါလို့နေရလဲညဉ့်ညံထီလေးငါ့ကိုအရှက်မကွဲစေနဲ့အထုသမီးတင်ဆန္ဒရှိပါသလားကျမဆန္ဒမရှိပါဘူးမောင်ရှိမင်းယူနေတာလူပေါင်းလဲမှာမင်္ဂလာပွဲကိုဖက်တာလားငါတို့မိသားစုမျက်နှာကိုအကောင်ရှက်ခွဲဖြစ်နေရလားမောင်ရှိမင်းပဲချိန်ထိရန်သားနေအောင်ပါနဲ့အခုချက်ချင်းစကားတင်ပြောလိုက်ဒီနေ့ကိစ္စကိုငါခွင့်လွှတ်ပေးလို့ရတယ်ရန်သားရဲ့ဒီမင်္ဂလာပွဲနေရာကအစစားတောက်စီကအဆုံးကုန်ကြစီအကုန်လုံးကိုကျမမေတယောက်ခဲကအကုန်ခံထားတာရှင်တို့ကကြတော့သူ့ကိုမျက်နှာငယ်စရာလို့သဘောထားပြီးစင်ပေါ်တော်ပေးမတတ်ဘူးဒါကရှင်တို့ပါဇက်ကပြောနေတဲ့အသေးရှိရဆိုတာလားမောင်ရှိမင်းပါလို့နေရလဲမင်းအမေကိုနည်းနည်းလေးဝိုင်းကိုခိုင်းတာဘူးဒီလောက်ကြီးပြဿနာလုပ်စရာလို့လားဝိုင်းကိုခိုင်းတာမင်္ဂလာပွဲမစခင်ကလေးကရှင်တို့ကသူ့ကိုပေးမထိုင်ဘူးစကားတွေကိုအေးဆက်ဆက်နဲ့ပြောတယ်အလုပ်ကျန်းတွေလုပ်ခိုင်းတယ်လက်ဖေးတွေညှက်ခိုင်းတယ်သူစင်ပေါ်တက်ရမယ့်အစီအစဉ်တွေအကုန်လုံးကိုတော့ပိတ်ကိတ်လေးထုတ်ပြစ်လိုက်ပြီးတယ်ကလေးတွေကနော်တာကိုတော့လက်မခံနိုင်ဘူးဒီပေမင်္ဂလာပွဲပြင်ဆင်ကလေးကနေအခုချိန်ထိရှင်အကုန်တည့်ရက်နဲ့ရှင့်မေကကျမမေကိုအချိန်ချင်းအဲ့လိုရှူတာကိုခွင့်ပြုထားခဲ့တယ်အစားသားနေအဆုံးထိရှင်ကျမမေကိုလူကြီးတယောက်အနေနဲ့နေစားခဲ့ဘူးလို့လားဒီမင်္ဂလာပွဲကဒီမှာတင်ပြီးပြီဒီမင်္ဂလာဆောင်ကိုဖျက်သိမ်းလိုက်ပြီးဆုံးရှုံးမှုအုံလုံးကိုကျမတယောက်ထဲတောင်းယူပေးမယ်အမေကျမတို့သွားမယ်အေးပါသမီးသဘောပါပဲငါတို့အိမ်ကန်ကြမယ်မုံရှိမင်းတကယ်ဘာဖြစ်နေရလဲမင်္ဂလာဆောင်ဖျက်လိုက်ရင်ငါတို့ကဘယ်လိုလုပ်မလဲငါတို့ကြားကတန်ရုံးစင်တွေကဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရမလဲဟုတ်လားရှင်တို့ကကျမမေကိုအချိန်ချင်းလက်လူရှူပြီးအေးဆက်ဆက်ဆက်ဆန်တဲ့ကကျမတို့ကြားမှာပြန်တင်လို့မရတဲ့အကွဲကြောင်းတွေဖြစ်လာခဲ့ပြီးနေစားမှုဆိုတာအိမ်အောင်ကြီးရဲ့အခြေခံအုတ်မြစ်ပဲအခုတော့ကျမတို့ပြီးဆုံးသွားပြီမုံရှိကိုမသွားပါတယ်ကိုတကယ်မှန်းနဲ့သိပါပြီမင်းမသွားပါနဲ့နော်ဟုတ်လားဒီနေ့ကိုတောက်တွဲတွေလုံးမိသွားတာပါအောက်မှန်ပါတယ်ကိုနောက်ဆုံးခွင့်ရေးတစ်ချိန်လောက်ပေးပါနောက်ဆိုမင်းမေကိုတေးချလုပ်ချေးကိစ္စပါမယ်လို့ကိုအတိပေးပါတယ်နောက်ဆိုအိမ်ကိစ္စအကြီးတဲ့အကုန်လုံးမင်းသဘောတိုင်းပဲလုပ်ပါမယ်နော်မင်္ဂလာဆောင်ကိုမချက်ပါနဲ့ကွာဒုက္ခပါပဲတေးချပြင်ဆင်ထားတဲ့မင်္ဂလာပွဲကဒီလိုကြီးကက်သွားပြီငါတို့လီနီသားစုကငါဝိတွေတွေပါလာလို့လေအမေမမုံနဲ့တော့ဒီနေ့အဆက်ကွဲရတာမလုံးတော့သေးလို့လားမိသားဇလန်းတွေမရှုပ်ခဲ့ရင်မုံရှိရဲ့အမေကိုနေရာတိုင်းမှာမနှင်ခဲ့ရင်ဒီလိုမင်္ဂလာပွဲအကောင်းကြီးကတက်သွားပါမလားမင်းဒီကျေးဇူးကနဲ့ကောင်ငါဒီလိုလုပ်တာဘတူအတွက်လေဒီမိသားစုကောင်းဖို့အတွက်လုပ်တာလေအခုတော့မင်းသာနာဘူးပြန်ချစ်တင်နေပြီပေါ့ဒီပေတော့ကတော့အသေးဝင်ခဏမပြန်သေးဘူးလားခုနကတော့အဆက်ကွဲသွားပါပြီဒါအကုန်နားလည်မှုလွဲတာပါကျွန်တော်ရှင်းပြရစီရှောင်းဒီမင်းပေါ်မှာတော်စိတ်ကက်သွားပြီပို့အိမ်ကြီးနဲ့မင်္ဂလာပွဲကိုတော့ပြိုပြေးထအောင်လုပ်ထားတာမင်းရဲ့အရေးချင်းနဲ့စားရိုက်ကိုလူတွေကဘယ်လိုလုပ်ယုံကြည်နိုင်တော့မှာလဲတကယ်တော့နောက်3လပတ်မှာအရေးကြီးဆုံးစီမံကိန်းကိုငါမင်းကိုတာဝန်ပေးမလို့စဉ်းစားထားတာအခုကြည့်ရတာတော့မပေးရပဲကောင်းပါတယ်ဟွန်းအလုတ်ကမင်းလိုလူမျိုးကိုတာဝန်ကြီးတွေမပေးရတော့ဘူးမဟုတ်ပါဘူးတထေးဝမ်ကျွန်တော်ကိုနောက်ထပ်အခွင့်အရေးအချိန်တော့ပေးပါဦးအဲ့ဒီစီမံကိန်းတွေကျွန်တော်အချိန်ကြာကြီးပြင်ဆင်ထားခဲ့ရပါတထေးဝမ်မဖြစ်ဘူးမုံရှိခတ်သွားလို့မရဘူးသူမရှိရင်ငါရဲ့ရှေ့ရည်ပဲအကုန်ကက်စီးပြီမုံရှိကိုမှားသွားပါတယ်ကိုတကယ်မှန်းနဲ့သိပါပြီပြန်လာခဲ့ပါနော်နန်းနန်းအခုလိုအခြေအနေတွေတင်းမာသွားတော့နောက်ဆိုဘယ်လိုလုပ်ကြမလဲအမိမကြောက်ပါနဲ့မှားတာကကျမတို့မှမဟုတ်တာသူများအမှားအတွက်နဲ့ကိုအနစ်နာခံစရာမလိုပါဘူးဒီတန်ရောစင်ကအစတည်းကအပြန်နန်းနားလည်မှုကင်းမဲ့နေခဲ့တာအတင်းကျပ်လက်ထက်လိုက်ရင်တော့မှနောက်ဆိုရင်လည်းကြော်ရှင်ရမှာမဟုတ်ဘူးအမေကသမီးရဲ့ဒီလောက်နှစ်တွေကြားခဲ့တဲ့တန်ရောစင်ကိုနှမျောလို့ပါဒီလောက်အချိန်ကြာကြီးပြင်ဆင်ခဲ့ရတဲ့မင်္ဂလာဆောင်ကဒီလိုပဲတက်သွားပြီလေမင်္ဂလာဆောင်ပြတ်သွားရင်နောက်ထပ်လုံးလို့ရသေးတယ်ုံတိတ်ခါကြသွားရင်တော့ပြန်ရှာလို့မရတော့ဘူးအမေတစ်သက်လုံးပြင်ပန်းပန်းနဲ့ကျမကိုပြည့်စုံပြောထောင်ပေးခဲ့တာသူများအိမ်သွားပြီးနေခံရဖို့မှမဟုတ်တာကျမနဲ့အတူတူသူများမြင်တာဝါကြည့်နေရဖို့ဆိုပို့ပြီးတော့မဟုတ်သေးတယ်ဘဝရဲ့ပထမတစ်ဝက်မှာအမေကကျမကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့တယ်နောက်တစ်ဝက်မှာတော့အမေအတွက်ကျမကအားကိုးရပြန်ဖြစ်ပေးပါမယ်နောက်ဆိုကျမတို့သားမီးနေရအေးစင်စင်မဲနေကြမယ်မိလေချင်းတဲ့နေရာကိုသွားလေဝင်းချင်တာရှိရင်အကုန်ဝင်ကျမတို့ဘသူ့ကိုမှတမင်သက်အလျှော့ပေးနေစရာမလိုတော့ဘူးအောက်ပါပြီငါတို့ရဲ့နန်းနန်းလေးကြီးကျင်းလာပြီပဲနောက်ဆိုအမေသမီးနဲ့အတူတူဆန်စားရတော့မှာပေါ့အိမ်ကြောင်းတဲ့နေ့ကနေအောင်ချီလေး
ထောက်ပနေခဲ့တယ်အမေလေးဒီအိမ်ကအလင်းရောင်ဝင်တာတော်ကောင်းတာပဲအခန်းတစ်ခန်းတော့ပါတည်းကြဲကြဲဝန်းဝန်းနဲ့တက်ရနေရပဲပရီဘောကတွေကလည်းတကယ်ခိုင်းခန့်တာပဲနော်အမေလေးအမလေးရေမင်းရဲ့အမြင်ကတော့ရှေ့ပဲအမိုက်စားပဲဟာဦးလေးကတော့စကားပြောတော်တက်တာပဲဒီနေ့ပြင်ပန်းသွားကြပြီဟုတ်တယ်နန်းနန်းရဲ့ဒီအိမ်လေးကတကယ်ကောင်းတာပဲလင်းလင်းချင်းချင်းလေးပဲနောက်ဆိုရင်ဒီနေရာကကျမတို့ရဲ့အိမ်ကြီးထက်သွားပြီဒီမှာကအမေခိုင်းချင်းရင်ထိုင်နားချင်ရင်နားလို့ရတယ်အတူမျက်နှာမှာကြည့်စရာမလိုဘူးအတူကမှလည်းလာပြီးအတင်းကျပ်ခိုင်းစေလို့မရတော့ဘူးဟိုအမကြီးရဲ့ဒီလိုအိမ်တက်တဲ့မင်္ဂလာရှိတဲ့နေ့ကြီးမှာဘာလို့ငှက်ရည်တွေကြနေရတာလဲဒီမဲ့အမကြီးရဲ့သမီးကချောလဲချောတယ်လို့မိဘကျေးဇူးလည်းတိတက်တယ်လိမ္မာရင်ကျေးပြီးတော်လဲတော်သေးတယ်အမကြီးကိုဒီလောက်ကျယ်ဝန်းနဲ့အင်ကြီးမှလာထားတာအတောင့်တတနေရတော့မှာပဲအမကြီးရဲ့ကောင်းမွန်တဲ့နေ့ရက်တွေကအခုမှလာဦးမှသိကြတယ်ကျွန်တော်တို့စီမှာဆိုရင်ဒါဘူးမန္တာလုံးကိုဘူးရဲလို့ခေါ်တာလက်အဝင်ဆုံးပဲအာဟာနေ့ရည်ပဲငနေတော့လိုက်ကငါတို့ကြော်ရွှေရွှေမဲနေရမယ်အေးပါနီလေးရမင်းပြောတာမှန်တယ်ငါမမှုတော့ပါဘူးငါကဝမ်းတာလို့ပါဦးလေးရဲ့မင်္ဂလာစကားအတွက်ကျေးဇူးပါပဲရှင်ညာကြီးမှုချုပ်ဘသူပါလိမ့်ရှင်တို့ဘလို့လုပ်ပြီးဒီကိုနောက်လာတာလဲဘလို့ရှာပြရလဲနင်တို့ကအုံးမီလို့ရမယ်ထင်နေရလားငါတို့ကအိမ်ပွဲစားကိုတမင်တက်စုံစမ်းခိုင်းပြီးဒီကိုလာခဲ့တာမဟုတ်ရှိနင်ကတော်ကိုအလိုက်ကန်းဆုံးမသိပဲအငြင်းရိုင်းတာပဲနင်တို့ကဆောင်မှာအဲ့ဒီလောက်အထိပြဿနာရှာရလားဒီပေရဲ့လူကြီးတွေကုန်ရှိနေရဘူးနင်တိလားငါတို့ဒီမိသားစုမျက်နှာကိုငနာသွားထားရမလဲအငြင်းရိုင်းနေဟုတ်လားရှင်တို့မိသားစုပြေးစုပ်ပါမိတာများကျမကိုလာပြီးဆုံးမနေသေးတယ်မျက်နှာဆိုတာကိုယ့်ဘာသာရှာယူရတာသူများကပေးတာမဟုတ်ဘူးအဲ့ဒီမင်္ဂလာပွဲမှာဘသူကအရှက်မရှိရလဲဆိုတာရှင်တို့ကိုယ်တိုင်သိပါတယ်အသွားကြဒီနေရာကရှင်တို့ကိုတွေ့စုံမနေဘူးအသားဘိုးတွေပြောမနေနဲ့ဒီနေ့လာတာနေ့ကိုငါတို့နဲ့အခုချက်ချင်းပြန်လိုက်ခဲ့ဖို့လားခေါ်တာဒီပေနဲ့သူ့မိကိုကိုယ်တိုင်ကိုကြတောင်းမှန်ရမယ်မဟုတ်ရင်ဒီကိစ္စကပြီးမှာမဟုတ်ဘူးဒီကိစ္စကိုရှင်းရှင်းလင်းလင်းပြောပြီးသွားပြီလေရှင်တို့ဘာဖြစ်ချင်နေကြသေးရလဲဘာဖြစ်ချင်ရမှာလဲလူကြီးတွေပြောတာလေတော့ငါပါပြီဒါကငါ့အိမ်ရှောင်းရှိငါတို့ရဲ့တဒနာဆက်မရှာကြရင်မကောင်းဘူးလားမေဒီတခါတော့အမေကိုနည်းနည်းလေးအောင်အနစ်နာခံထိုင်မှာမဟုတ်တော့ဘူးအားလုံးလေးလာပြီးကြည့်နေကြပြီဆိုတော့အင်းကြီးချင်းတွေဝဲအကဲဖြတ်ခိုင်းလိုက်ကြတာပေါ့တေးချကြည့်ထားကြဒီမင်္ဂလာဆောင်ရဲ့နေရာနာကနေစားတော့စီအထိအားလုံးကငါအမေကပဲအပြေအဝကြောက်ခိုင်းထားတာဒါကမွေးစင်းရှင်းတဲ့ရှင်းရှင်းလင်းလင်းမဲနော်နင်တို့ဒီမိသားစုကတရားမှမထုတ်ပဲနဲ့မင်္ဂလာဆောင်မှာနေရာယူပြီးပိုကြနေကြတယ်ပြီးတော့ငါအမေကိုလက်ဖက်ရည်ကမ်းဖို့ရင်းနဲ့ပေးဖို့ပါခိုင်းနေသေးတယ်ဒါကဘလို့တိတ်ပဲတဲ့နင်ဘာရီရှော့ပြောနေရလဲမင်းကဆိုတာအိမ်အောင်ကြရင်ဒီလိုပဲတော့ရမှာပေါ့အခုငါမလုပ်နိုင်တော့ဘူးနင်တို့ဒီမိသားစုရဲ့ဂုဏ်သိက္ခာကိုယူပြီးခတ်သွားကြတော့အောင်ပေါက်သွားကြပါလိုင်းမပို့တော့ဘူးမုံရှိနင်းမှတ်ထားလိုက်ဂေတန်ညာရှောင်းရှိနောက်ပါနေတော့အတော်တို့မနေ့ကဆက်ဆံရေးမကောင်းတာဘူးငါပူစားတောင်းပန်ပါတယ်ဟဲ့ပေးငါတို့တွေဘာမှမပတ်သက်တော့ဘူးကြည့်ပါဦးဒါကနေရင်ကသဘောကျပြီးမဝေးရခဲ့တဲ့ဆွဲချိုလေးဒီနေ့ငါအထုတလဲဝဲလာပြီးတောင်းပန်တာပါခုထိသူကဆွဲချိုတကုန်းနဲ့ငါနေရဲ့ဂုဏ်သိက္ခာကိုလဲလို့ရမယ်လို့ထင်နေတော့မဲငါအမေကလည်းပြောတယ်မနေ့ကကိစ္စကိုသူအပြစ်မယူတော့ပါဘူးတဲ့နင်သားလိမ္မာပြီးနာနဲ့ပြန်လိုက်ခဲ့မယ်ဆိုရင်အဲ့ဒီကိစ္စကိုမထိခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်တဲ့နင်ကငါတို့လီနီသားစုရဲ့ထွေးမကောင်းလေးဖြစ်နေတော့မှာပဲမဟုတ်ရှိနေယူနေလားနေယူနေပြီဒါကငါတောင်းတဲ့လောက်ပြေးဝယ်ထားတာနော်နင်ပဲချင်းထိပြဿနာရှာနေအောင်ပါနဲ့ဒီပေးငါလူချင်တာကငါမေကိုလေးစားမှုပေးဖို့ပဲနင်ခုထိကိုပါမနေလဲဆိုတာကိုနားမလဲသေးဘူးလေးစားမှုငါဘလို့မလေးစားလို့လဲငါအမေကသူ့ကိုလက်ဖက်ရည်လေးတစ်ခွက်ညှစ်ပေးခိုင်းတာဘာဖြစ်လို့လဲငါကအခုအောက်ကြခံပြီးငါတောင်းပန်နေပြီလေနင်မြတ်တာပေးရဖို့အခွင့်အရေးမယူချင်နဲ့အောက်ကြခံနေအော်နင့်ညီမငါမေရဲ့ဂုဏ်သိက္ခာကဘာတန်ဖို့မှမရှိဘူးပေါ့ပြီးတော့ဒီပေးလက်ဖက်ရည်တစ်ခွက်ညှစ်ပေးရလေးပဲဆိုတာကဘာတိပင်လဲနင့်မေကငါမေကိုအမျက်စည်းနဲ့ခိုင်းနေလက်ဖက်ရည်ကန်ရင်းနဲ့ခိုင်းနေထိုင်ကုန်တော့တင်းမထိုင်ဘူးအဲ့ဒါဘို့လက်ဖက်ရည်တစ်ခွက်ညှစ်ပေးရလေးပဲလို့ခေါ်တာလားငါနင့်ကိုပြောလိုက်မယ်လीပေးငါတို့လုံးဝပြီးဆုံးသွားပြီငါရဲ့9နှစ်တာလူငယ်ဘဝကိုပြေးချလိုက်တယ်လို့ပဲသဘောထားလိုက်မယ်မေဈေးသွားဝယ်တာဘာလို့သမီးကိုမခေါ်တာလဲဒီလောက်လေးနေရဘူးပေးသမီးဦးတဲပေးမယ်အမေပဲတဲပါမယ်အမိကအလုပ်လုပ်ရတာပြင်ပန်းနေပြီပဲစမ်းအိတ်ကနေလေးပါအမေတဲနိုင်ပါတယ်အန်တီဒီစမ်းအိတ်ကတော်တော်လေးရယ်နော်ကျွန်တော်အပေါ်ထက်ကိုကူတဲပေးပါမယ်ဟုတ်မလိုပါဘူးလူလေးရဲ့အင်ဂျီတွေညစ်ပတ်ကုန်မိမယ်ဒါပါရဲ့အန်တီရဲ့ဆွေးနွေးဝေးရတဲ့အင်ဂျီချင်းကပိုကောင်းတယ်လေကျွန်တော်နာမည်ကနေရှန်ပါအန်တီတို့ရဲ့နင်းနေစင်းဆိုင်မှာနေတာပါနောက်ဆိုအားဆိုင်ရမယ့်အလုပ်ပြီးရှိရင်အန်တီချင်းဒီလေးခေါ်လို့ရပါတယ်အန်တီရဲ့လေးယူလေးသိန်းတာရင်းနေတယ်လို့ခံစားရတယ်ကျွန်တော်အဖွားကလည်းအဲ့ဒီဘက်ကပဲလေသူလုပ်တဲ့အချင်းပေါင်းကအရန်စားတောင်းတာဟုတ်လားဒါဆိုအန်တီတနေ့ကျရင်နည်းနည်းလုပ်ကြည့်မယ်လေရေတန်ညာအော်တကယ်ရင်ကျေးပြူမာတဲ့သူတွေကသူများရဲ့ဂုဏ်သိက္ခာကိုချီမချီတက်ကြဘူးပဲအိုးရှင်တို့မသိကြပါဘူးအခုခေတ်မိန်းကလေးတွေကဘလို့ညံများကြလဲဆိုတာအဲ့ဒီမုံရှိကမင်္ဂလာဆောင်မှာချက်ချင်းကြီးမင်္ဂလာဖြစ်နိုင်တာကသူစကလေးကနောက်တစ်ယောက်ရှာထားလို့ပေါ့ငါတို့အိမ်ကတင်နှောင်းငွေတွေအများကြီးယူသွားပြီးရတဲ့ချက်ချင်းအဆန်တွေလေးပြီးခက်ပြေးသွားတာငါသားလေးတနာစရာသူ့ပေါ်တကယ်ကိုအစစ်စစ်နဲ့ချစ်ခဲ့တာဒါကတော့လုံးဝတွေးထိုးဆွဆွဲတာပဲရှောင်းရှိကအတိတ်ကိစ္စနဲ့သူပါဘလို့လုပ်ပြီးသူ့နာမည်ပြအောင်ဒီလိုလုပ်ရတာလေအကုန်လုံးငါကြောင့်ပါငါကြောင့်သာမဟုတ်ရင်ငါသမီးရဲ့နာမည်လေးပြက်စရာအကြောင်းမရှိဘူးကောင်းပြီလေသူတို့လီနီသားစုကဒီလောက်ထိရက်ဆက်မှတော့ညနာရအောင်လို့မွေးရနေကဆွေမျိုးတွေကြားထဲမှာပါပေါ်လာဟာလာပဲ၆ဖြတ်နေရလားငါ့ကိုရှုံ့နေလောက်ထားတယ်လို့ခင်းနေရလားမေဘာလို့မုန်းနေရလဲဒီလိုရွတ်မာတဲ့သူတွေရဲ့စကားတွေအတွက်မေငွေဖို့မတန်ပါဘူးအမိမကြောင့်နဲ့သူကမရှိတာကိုအရှိလုပ်ပြီးပြောရင်းမှတော့ငါတို့ကိုလူအားလုံးရှိမှအဲ့ဒီနိပတ်တဲ့ရေးတွေကိုအတိုးရောအရေးမှပြန်ညှိုစားခိုင်းခင်မယ်နင်တို့ရဲ့အစဉ်ပြေပြေနေရတာဘူးညီကတော့ငါစိတ်အေးသွားပါပြီငါနေတော့မတူဘူးငါတို့အိမ်ကတော့အကဲကိုကန်ဆိုးမုန်းမှောင်ကြနေရပဲသူရေးမလို့မုံရှိအဲ့ဒီနင်းမျက်နှာပြောင်းတိုက်ပြီးနာရည်သေးတယ်ပေါ့ငါတို့အိမ်ကပတ်စံတွေလိတ်သွားပြီးတော့အခုဘာလို့လူရှိထွက်လာရတာလဲလူကြီးတွေအိမ်ကြောင်းတာဆိုတော့ငါတို့ကတော့နားဖုံးထွေးရမှာပေါ့ဒါပေမဲ့လက်ဆောင်မပေးခင်ကအားလုံးကိုစိတ်ဝင်စားစရာလေးတစ်ခုအရှင်နားထောင်ခိုင်းရှင်တယ်အတန်ဖိုင်ဖွင့်တဲ့ခမီးခမတ်ကိုအဖေရည်လေးတစ်ခွက်ညှစ်ခိုင်းတာဘာဖြစ်လို့လဲဒီနေ့တော့ငါတို့လီနီသားစုရဲ့ကြီးကံတွေကိုတင်ရမှာပေါ့နေဦးရှိသေးတယ်ဒါကငါတင်တောင်းငွေတစ်ဝက်ကိုပြန်သွင်းပေးထားတဲ့ဘဏ္ဍာနှစ်တန်းဖြူပေါ်မှာအမင်းနေရေးထားတာအချင်းရောအမာနရောအကုန်ရှင်းရှင်းလင်းလင်းပဲအတူကဈေးရတာကိုဂျုံဒီချမ်းသာတာကိုလက်တာနဲ့အတူကပတ်ဆက်ဖြစ်တင်ညာနေရလဲဆိုတာအားလုံးပဲကိုယ်တိုင်ကြည့်ကြပါဟုတ်အမန်ဆိုရွှေရင်းငွေတွေဝတ်ထားတာနေရတော့ဝေးရမှာဒီလောက်အောက်တန်းကြမယ်လို့မထင်ထားဘူးမိခမက်ကိုမင်းကဆောင်မှာထိုင်ကုန်အောင်သေးမထိုင်ဘူးတဲ့အခုတို့ရင်းညာ
ဟုတ်ပါရဲ့ပြီးတော့ကောင်မလေးကပတ်စံတွေလိုက်ပြီးရေးတော့တယ်လို့လည်းရှောက်ပြောနေသေးတယ်ဒီလိုပါဇက်ပြစ်နေညာတက်တဲ့သူနဲ့နောက်ဆိုဘသူကဖဲလာရတော့မလဲဝင်းဝင်းရှောင်းဝင်းဝင်းသာရှောင်းကြမဟုတ်ဘူးနင်းတို့မှရှင်းပြရဘူးနားထောင်ကြပါဦးသူကစကားတွေကိုချင်းညက်တက်လုပ်ထားတာရှင်းပြရစေနေရင်ကဆွေမျိုးတွေဂရုတက်ခင်မှာဩလာဟာလာဖြန့်တော့ကဒီနေ့လိုမျိုးဖြစ်လာမဲလို့ဘာလို့တွေးကြရလဲနေနာအထက်စီးကနေသူများရဲ့ကိုသိခါဘူးနင်းစီတော့ကနင်းကိုရန်နဲ့အနေကြရင်အနေခံရမယ်ဆိုတာတွေးထားတဲ့နဲ့အော်ဟစ်တန်ညာမုံရှိဖက်ခက်ငါအပုံတိသွားပြီရှောင်းရှိတောင်းမှန်ပါတယ်ငါအမေကိုစားနေကိုတောင်းမှန်ပါတယ်အရင်ကငါတကယ်ငကန်းချစ်ခဲ့ရပါနင်းဒီတော့တောင်အနစ်နာခံခဲ့ရမှန်းလားမသိခဲ့ဘူးအခုမှဒါရီပြောနေလို့အတိတ်ပဲရှိသေးလို့လားရှိရပေါ့ငါကိုနောက်ထပ်အခွင့်အရေးအချိန်နောက်ထပ်ပေးပါငါမှားသွားပါပြီတကယ်မှားသွားပါပြီငါတတိပေးပါတယ်နင်းသားနာနဲ့ပြန်လိုက်ခဲ့မယ်ဆိုရင်နောက်ဆိုနင့်အမေကိုငါအမေရင်းလို့သဘောထားပြီးသက်ဆံပါမယ်နောက်ကျမှရောက်လာတဲ့အချစ်ကမြစ်ပင်ထက်တောင်ပူတင်သေးတယ်ရေတန်ညာဒါကနင်းဒီတော့ကြက်သားရတဲ့အကြောင်းရင်းပေါ့နင်းစကလေးတာသူနဲ့ဒီပေးနင်းတကယ်တနာစရာကောင်းမယ်နင်းအခုထိနားမလည်သေးဘူးနင်းရဲ့နာကျင်မှုကနေငါ့ကိုအလောက်ချစ်လို့ဆိုတာကြောင့်မဟုတ်ဘူးနင်းရင်ကအထက်စီးကနေရနေတဲ့အခွင့်အရေးကိုဆုံးရှုံးသွားလို့နင်းအတောင့်တတဖြစ်နေတဲ့အိမ်ချုံနိုင်စွမ်းကိုဆုံးရှုံးသွားလို့ပဲနင်းစစ်တာနင့်ကိုနေမယ်ငါတို့သွားကြရအောင်ကျေးဇူးတင်ပါတယ်နင်းရှင်ဒီလောက်မသိနေရဘူးနင်းမဒုက္ခခံပြီးထွက်လာရတယ်ငါနဲ့ညာအာနာနေသေးတယ်ရှောင်းရှိနင့်ပေါ်ထားတဲ့ငါရဲ့စိတ်ကိုနင်းမသိရမှာမဟုတ်တာသူကအုံးမှန်ဆိုငါမေကိုအရင်တယူဆိုင်တယ်နေရာတိုင်းမှာငါ့ကိုပါဝယ်ပေးတယ်ငါဘယ်လိုလုပ်မခံစားမိပဲနေမလဲဒါပေမဲ့နင်းလေညီနဲ့အတိုင်းပဲငါကအခုမှပြဿနာကြီးတစ်ခုကနေလွတ်မြောက်လာတာစားပဲရှိသေးတယ်အခုလည်းရှက်ရှက်ခတ်နေရပဲနင်းကိုပါဒုက္ခပေးမိမှာဆိုလို့ပါငါနီနာကရှက်ရှက်ခတ်နေရမဟုတ်ဘူးငါနီနာကမိသားစုကိုကောက်ဝဲဖို့အတွက်စွမ်းကုန်ကြိုးစားနေရဲ့ငါ့ကိုအနားမိစေတဲ့မိန်းကလေးတယောက်ကိုပဲချောင်းရှိငါနင့်ရဲ့အင်းကြီးအနေနဲ့ပဲမနေချင်တော့ဘူးနင့်အတွက်တရားဝင်ထိမွေးပေးနိုင်တဲ့သူပြခွင့်ပြပါလားဒါဆိုနောက်ဆိုရင်ဆရာဝန်ကြီးကပဲတေချာတင်ကြားပေးပါဦးအမကျန်းရေဒီတော့ညာကြီးအနောက်ရှက်ပေးတယ်လို့ဖြစ်သွားလားငါရင်ထဲမှာတအားချက်နေလို့စကားလေးငါလေးပြောချင်လို့ပါအဲ့လိုအထောင်ရန်ကြီးကိုပြန်လာရမယ်တိသေးတယ်ပေါ့ရင်ကြီးဘလို့ဖြစ်နေပြီလဲဆိုတာကြည့်လိုက်အောင်ဘလို့ဖြစ်ရမှာလဲနင့်ကျေးဇူးတွေကြောင့်လေနင်းသားလျှောက်ပြီးကောလာဟာလာရီမထက်ဘူးဆိုရင်မုံရှိကလက်ထွက်သွားပါမလဲငါလည်းဘလို့လို့အခုလိုရစရာဖြစ်ရမှာလဲနင်းနာကိုအဖြစ်တင်နေရလားငါဒီလိုလုပ်တာအားလုံးကငါတို့မိသားစုအတွက်လေဘောဆက်မှာမိသားစုအတွက်ဆိုတာငါဒီမိသားစုကိုတီးမခံနိုင်တော့ဘူးပြီးပြီအကုန်ပြီးပြီဆွေမျိုးတွေကလည်းငါ့ကိုရှောင်ကြပြီငါသားရင်းကတော့ငါ့ကိုမုန်းနေပြီလူကြီးနေခေါ်ဆိုတော့ဖုန်းမှာစက်ပိတ်ထားပါသည်မချစ်ဘူးငါအိမ်မှာဒီတိုင်းနေလို့မချစ်ဘူးချော်လဲတန်အိုးကြေကြပါဦးအတူများနာကိုလာကူညီကြပါဦးအမကြီးကျမကြောက်ကြိုးသွားလို့ပါလာကူညီပေးလို့ရမလားအိုးငါအိုးထဲမှာဟိရီတီထားလို့ဖဲလို့မရဘူးနေလူနာတည်ရင်ပဲခေါ်လိုက်လေဟုတ်ပြီလားပုံမှန်ဆိုငါသူတို့ကိုဟာပေးဒီဟာပေးနဲ့အခုငါနမိတ်တက်သွားတော့အားလုံးကတွေးထက်တောင်ပုံမြန်အောင်ရေးပုံကြတယ်သူတေချာပေါက်စိတ်ခဲကနေနောက်ကိုတောင်းရင်နေမှာပေါ့ဝစ်လေတာတို့သူအခုတေချာပေါက်ငါ့ကိုဆဲတော့မှာပဲငါဘယ်လိုကဲဆက်ရမလဲနေရီနဲ့ဆေးတွေကဒီမှာနင်းသားတော့ရောက်လာတော့မေခင်နဲ့ငါသွားပြီးအမိခမက်အောင်းမှန်ပါတယ်မိဘလို့ဖြစ်ပြီးဒီလိုလဲကြရလဲအနေ့ကိုဘယ်သူလိုက်ပို့ပေးရလဲဟုတ်တယ်ရှောင်းရှိရဲ့အမေလေးပါအမေမသွားပြီအမေတကယ်မသွားပြီငါတို့မိသားစုကအခုလိုတွေလုပ်ခဲ့တာငါတို့မိသားစုကသူတို့ရဲ့ဂုဏ်သိက္ခာကိုချင်းနဲ့နင်းချေခဲ့တာဒါပေမဲ့သူတို့ကငါတို့အကြဆင်းဆုံးဘယ်သူမှကူညီမဲ့သူမရှိတဲ့အချိန်မှာအသက်ကိုကယ်တင်ပေးခဲ့တယ်ဒီပဲနင်းပါဘူးဆုံးရှုံးလိုက်ရတာလေရှောင်းရှိကိုအန်တီအတွက်ကျေးဇူးတင်တယ်လို့ပြောပြပါငါဘယ်တော့တောင်အမားကြီးမားခဲ့လဲဆိုတာအခုမှသိရတယ်တောင်းမှန်ပါတယ်နင်းတို့ထောင်ရတွေ့ရှင်ပါစေလို့ဆုတောင်းပေးပါတယ်ရှောင်းရှင်ရဲ့မိသားစုအခြေအနေကဒီလောက်ကောင်းတာသူမိဘတွေကလည်းအငင်းစား professor တွေဆိုတော့သူတို့ကရောလီမိသားစုလိုမျိုးငါကတော့သူဆိုပြီးပညာနေမလားဟုတ်ဒါကခမီးခမက်မလားဝင်မလမ်းသာပြင်ပန်းလာပြီပေါ့ဒါကကိုရန်စိုက်ထားတဲ့ဒေတာထွက်ကုန်လေးတွေပါတန်မိုးတော့မကြည့်ပါဘူးဒါကပစ္စည်းကောင်းတွေပဲအခုမြို့ပေါ်မှာပတ်စံပေးပြီးဝင်းရင်အောင်ဒီလိုတဘာဝအစားအစာမျိုးကဝဲလို့မရဘူးအနည်းခမက်ပြင်ပန်းထန်သွားပြီးဝင်ပါညီမကြီးတမရှင်ကိုတေချာကျေးဇူးတင်ရမယ်ရှင်တယောက်တည်းနဲ့ရှောင်းရှိကိုဒီလောက်တော့အောင်ဒီလောက်လေးမအောင်ပြုစုပြောထောင်ပေးခဲ့တာရှင်ကတကယ်ကိုကြီးနေတဲ့မိခင်တယောက်ပါပဲနောက်ဆိုရင်ငါတို့ကမိသားစုတစ်ခုတည်းဖြစ်သွားပြီးရှောင်းရှင်သားရှောင်းရှိကိုအနမ်းကြီးရဲ့ရင်ကျမတို့အထမဆုံးလက်မခံတဲ့သူဖြစ်မှာပဲစားတော့ဝင်လာတဲ့ခမီးခမက်အောင်းမှန်ပါတယ်ဒီစာကိုကျမရက်လိုက်ဖြတ်လိုက်နေအချိန်ချင်းလုံးနေခဲ့တာရှစ်စီကခွင့်လို့မှုကိုကျမမတောင်းဆိုရဲပါဘူးအရင်ကကျမဟာအတူရောဂုံမမှုတွေကြောင့်ငကန်းချစ်ခဲ့တယ်လက်ဆက်ပြီးအာနာပြချင်ခဲ့တယ်ရှင်တို့ရဲ့ဂုဏ်သိက္ခာကိုချင်းနဲ့နင်းချခဲ့တယ်ရှင့်ရဲ့မိသားတရားကဟုတ်တုံများတယ်ကျမကိုအတိတရားရအောင်တိုင်းလုံးလိုက်တာပါပဲကျမအခုဘာပဲလုပ်လို့အရင်ကရှင်တို့အပေါ်ကျူးလွန်ခဲ့တဲ့နာကျင်မှုတွေကိုအစားထိုးလို့မရနိုင်တော့ဘူးဆိုတာသိပါတယ်ဒါပေမဲ့ကျမတတိပေးပါတယ်ဒီကနေ့ကစပြီးကျမတေချပါစိတ်ကလူတဲ့နဲ့ကနေထိုင်သွားပါမယ်အမသမက်ကြကြနဲ့ကျမရဲ့ကိတွေကိုပြန်ဆက်သွားပါမယ်မိလူပိုးရဲ့စာမှုလို့ဒီလောက်တောင်တေချာချိနေရတာလေလူဟောင်းတယောက်ပါပြီးခဲ့ရတွေလည်းပြီးသွားပါပြီငါတို့ကရှေ့ဝဲဆက်ကြည့်ရမှာပေါ့အမိခမက်ရှောင်းရှိမတည့်ရမနေကြပါနဲ့တော့လက်စေးပြီးထမင်းစားကြရအောင်ဒီနေ့ငါနဲ့ရှောင်းရှင်ရဲ့လက်ရဘူးညီစမ်းကြည့်ကြစားနေပြီမလားအန်တီတိုက်ဆုံးမားချိုချင်ကျော်ပါရနော်လာပြီတားဖာနေရပြင်ပန်းသွားပြီဟာဒီဒေတာရီမင်းထိထားရမလားဒီလောက်ကြီးရဲ့အမားကြီးထိထားတာမင်းမနဲ့ချင်အလုပ်လာစီရမလို့တော့ဘူးမနေကြဒါကမနေ့ကခင်ဗျာကျွန်တော်ကိုခင်ဗျားရဲ့မူစမ်းအတိုင်းဦးရေးခိုင်းတာလေမင်းကပြန်ပြောရဲသေးတယ်ပေါ့မနေကြလေမူစမ်းပေါ်မှာခင်ဗျားရဲ့လက်နက်ပါတယ် CCTV ကလည်းရိုက်ထားတယ်အလုပ်တဲ့တယောက်ကိုအနိုင်ကျင့်ပြီးခင်ဗျားတစ်ကိုကောင်းခံခိုင်းတာခင်ဗျားကဘယ်လိုယောက်ျားမျိုးလဲအိုးဒါအရင်ကတခင်လေးလီမဟုတ်လားအောက်ခြေကိုကျသွားတာတော့သူရဲ့ကောင်လုပ်ချင်နေသေးရဲ့ပေါ့မင်းကပါအလုပ်ထုတ်ခဲ့မယ်ဆိုတာကြုံလားခင်ဗျားထုတ်ရဲရင်ထုတ်ကြည့်လေငါးလီပေးမှအခုဘာမှမရှိတော့ဘူးအရော့မာရီပဲကျန်တော့တာခင်ဗျားတို့ကိုနောက်တစ်ချက်ထပ်ချီရဲရင်ငါတိုက်ရိုက်တက်တွေပဲယူပြီးဥက္ကဋ္ဌရုံးတန်းကိုသွားပြီးခင်းရှင်းခိုင်းမယ်မင်းတော်ဟုတ်နေပါလားစောင့်ကြည့်နေလိုက်အရင်ကလီမီသားစုမှာအစီခံလို့ခိုင်းခံရပြီးထိုင်းကုန်တော့မထိုင်ရဲတဲ့တောသူပွားကြီးကအခုတော့တက်ွယ်သွားပါပြီငါရဲ့အမေဟာသူ့ကိုယ်သူအလှပါဆုံးအောင်ဆန်နဲ့အသက်ရှင်နေထိုင်နေပါပြီမစ္စတာလင်းမစ္စမော့ဒါကကျွန်တော်တို့စီကအနည်းဆုံးအဆင့်နေတဲ့မင်္ဂလာဆောင်နေရရွေးချယ်စရာတွေပါပြီးတော့မင်္ဂလာလက်ဆောင်ဘူးဇိုင်းတွေလည်းပါတယ်လူကြီးမင်းတို့နှစ်ယောက်ပဲဟာကိုဘိုးသဘောကြလဲမန်နေဂျာဝမ်ဒီကိစ္စဘူးကျွန်တော်တို့ကိုမေးလို့မရဘူးကျွန်တော်တို့အိမ်ရဲ့အမြင့်ဆုံးအမိပေးမှုကိုနားထောင်ရမှာမေးဟ
ဟိုတယ်နေရာရွေးရပါစားပြီးငါလက်ဆောင်ဘူးဒီဇိုင်းတီအားလုံးအမိပဲဆုံးဖြတ်ပေးပါတားနေရှောင်းရှိအားလုံးအမိသဘောပါပဲဟုတ်မဲချစ်မလဲဒါကတားလို့လူငယ်ရဲ့မင်္ဂလာဆောင်လေမိကဖွားကြည့်ဆိုတော့ဒီလိုပြည့်မီတဲ့အရာတွေကိုဘယ်နားလဲပါမလဲမိနင်းရှင်ပြောရမှန်းနဲ့အမိရဲ့အမြင်ကတေချာပေါက်နိုင်မှာပဲကောင်းပြီလေကြီးနီအောင်မင်္ဂလာလက်ဆောင်မှုကမင်္ဂလာရှိသည်တားရဲလို့ထင်တယ်ကောင်းပြီဒါဆိုတာပဲဆုံးဖြတ်လိုက်မယ်တမီပူသေးလားအပူတော့ဘူးအဖိုးချမ်းကျွန်တော်ပုတ်ပေးထားတယ်ခီးပြေးစားနော်အရင်ကတော့ရွှေရိမ်ငွေတွေဝစ်စင်ပြီးအခြားလူတွေကပုတ်ဖို့နင်းနဲ့ချိုသွေးရသားမှအောင်ချက်တည်းရှိရဲလို့ထင်ခဲ့တာချော်လဲပြီးတော့မှပဲသဘောပေါက်တော့တယ်အေးချမ်းချမ်းအသက်ရှင်နေရပြီးအမသမက်ကြကြကောင်းတာလေးတွေလုပ်နေရတာကအတူအယောင်မျက်နှာပန်းသားတွေထက်အများကြီးပိုကောင်းနေဆိုတာကိုပဲဟာဟာဟာဦးလေးအန်တီဒီဆိုင်ကနားပေါင်းကအရန်နဲ့ဆက်တယ်ဦးလေးတို့နှစ်ယောက်များများစားကြပါနော်အေးရှောင်းနီအဲ့ဒီတော့အာနာနေစရာမလိုပါဘူးထိုင်မအဖေဒီတေကအဲ့ဒီလိုပဲလူကြီးတွေပေါ်အရန်တီးဥဆိုင်တတ်တာမင်းတို့နှစ်ယောက်တန်ရောစင်ဒီလောက်ကောင်းတာကိုမြင်ရတော့ရှောင်းရကမင်းကိုရီးစားအထိရွေးလိုက်တာမှနဲ့သူ့အဖေလည်းစိတ်အေးရပါတယ်ဦးလေးအန်တီရှောင်းရကကျွန်တော်ကိုရီးစားအထိလက်ခံပေးတာကျွန်တော်ဘဝရဲ့အကြီးမားဆုံးတန်တောင်းမှုပါကျွန်တော်ဦးလေးတို့နှစ်ယောက်ကိုအတိပေးပါတယ်နောက်ဆိုသူ့ကိုကျွန်တော်အသက်ထက်တာပို့ချစ်ပြီးဒီဥဆိုင်ပါမယ်သူ့ကိုနည်းနည်းလေးတောင်အနစ်နာခံခိုင်းမှာမဟုတ်ပါဘူးဂုံတိတ်ခါဆိုတာတခြားလူကိုချိန်နဲ့နေပြီးရယူရတာမဟုတ်ဘူးတခြားလူကိုလေးစားတတ်မှသာမင်းကိုတကယ်စစ်တဲ့အချစ်ကိုရရှိဖို့ဟိုက်တန်မှာဦးလေးအန်တီရင်စားနေကြပါကျွန်တော်သွားရှင်းလိုက်အောင်မယ်မဟုတ်ရှိနင်းရှန်အဆိုင်လိုက်တာမင်းတို့မင်္ဂလာဆောင်တော့မေလို့ကြားတယ်မင်္ဂလာရှိရဲ့အိမ်အောင်ကြီးဖြစ်ပါစေသူတကယ်တောင်းလဲသွားပြီငါတို့လည်းတကယ်ကိုအားလုံးဆုံးလို့လိုက်နိုင်ပါပြီကျေးဇူးတင်ပါတယ်လီဘေတငယ်ချင်းတွေနဲ့စုံလာလားအင်းအရင်ကတငယ်ချင်းတွေနဲ့လီဘေနင်တို့လည်းကြောက်ရှင်ပါစေလို့စတောင်းပေးပါတယ်နန်းနန်းမျက်စိတမိတ်အတွင်းမှာအမီးတောင်အိမ်အောင်ကြတော့မယ်မနေ့ကမင်္ဂလာဝတ်ဆောင်လေးဝတ်လိုက်ရင်အဖပေါ်မှာအနှဆုံးသူတို့သမီးလေးဖြစ်နေတော့မှာပဲမိအမီးဘသူ့ကိုပဲယူအမီးကအမေရဲ့သမီးပါပဲအမေသိပါတယ်အမေဒီတခါတော့အကဲစိတ်အေးသွားပါပြီချောင်းရှန်ကကလေးကောင်းပါသူတို့မိသားစုကလည်းအကျိုးကြောင့်ဓာတ်လည်းပြီးတန်ရောစင်ကြီးတဲ့မိသားစုကောင်းပါအမီးလူရေးမှန်သွားပြီအမေသမီးတွေဝမ်းသာပါတယ်မိအရှင်ကတနည်းကြောင့်မေဒုက္ခရောက်ခဲ့ရတယ်နောက်ဆိုပြောရှင်းစရာကြီးပဲထိရောမှာပါဘသူမှငါတို့ကိုအနိုင်ကျင့်လို့မရတော့ဘူးမိအဖေကြီးတုံးဆောင်ပါဦးအေးကလေးတို့ငင်ထကြလူဘဝဆိုတာအနည်းနဲ့အခက်ခဲတွေပဲတုံးပေးရမှသာနားလေသဘောပေါက်လာမှာပါအထုအယောင်ဆွဲလမ်းမှုတွေနဲ့လောဘတွေကိုဆုံးလို့လိုက်ပြီးရဲ့နောက်မှာတော့လူရှင်းတဲ့တမတ်ကြမှုနဲ့တိုးတက်လိုတဲ့စိတ်ရင်းအမှန်တရားဘဝရဲ့အနာပါဆုံးအခြေခံအယောင်ဖြစ်လာပါလိမ့်မယ်စုပ်ပြက်ကွဲအမှုတွေနဲ့အစ်စ်ပြန်တဲ့ဒီဆောင်မှုတွေအားလုံးကိုဖက်တမ်းပြီးရဲ့နောက်မှာတော့ငါတို့အားလုံးဟာကိုစီကိုနှဘဝတွေထဲမှာတကယ်စစ်မှန်တဲ့တိကျုံမှုစီကိုချောင်းနှမ်းသွားနိုင်ကြပါပြီ